ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါနော်ဒီနေ့လေးရှောက်လာ2016ဒီကြာတာပရင်နဲ့ညနေ4:30တော့ဖြစ်ပါနော်ဒီနေ့ညနေအတွက်လည်းကျွန်တော်တို့4:30တော့ကျွန်တော်ပတ်သေးတစ်လုံးနဲ့အပီးတစ်ခွက်ကောင်းနေရွေးချယ်ပေးခဲ့မှာဖြစ်ပါတယ်ကြအားလုံးပဲကြိုက်တူတဲ့အကူတွေမှအများရှိယူသုံးနိုင်ပြီဗျာနော်ဒီဘက်ကတော့ကျွန်တော်60တစ်ခွက်ကောင်းပေးခဲ့တယ်6ပတ်သေးတော့မကြခဲ့ဘူးဗျာနော်ကျွန်တော်တို့20နဲ့ပြီးသွားခဲ့တယ်ဒီနေ့ညနေမှာကျွန်တော်ထပ်မှန်ပြီးတော့ပဋိအပီးတစ်ခွက်ကောင်းလေးထပ်မှန်ပြီးတော့ရွေးချယ်ပေးခဲ့မှာဖြစ်ပါတယ်နော်ဒီလိုအောင်လေးရှိရဆိုလို့ရှိရင်ကျွန်တော်တို့အများအားဖိုင်လေးတင်တိုင်းမှာဗီဒီယိုတစ်ပုတ်တင်တိုင်းမှာတွေ့ရှိအောင်လို့ကျွန်တော်တို့အဘေးကနိုးလေးပဲကောင်းလေးတွေနှိပ်ထားနော်အနီရောင်စာတန်း subscribe ပါအနီရောင်စာတန်းလေးကိုနှိပ်ထားစီးရင်သွင်းရဆိုတဲ့နေရာနှိပ်ပေးခဲ့နော်မျှဝေလို့ရတဲ့နေရာလေးမှာမျှဝေပေးပါဒါဆိုတော့ဒီနေ့ညနေ4ရက်6လ2025အတွက်ကိုကျွန်တော်ပတ်တီးလေးတစ်လုံးနဲ့ main break ကလေးတွေကျွန်တော်ထပ်မှန်ပြီးရွေးချယ်ပေးရအောင်ဖြစ်ပါတယ်နော်ဒီနေ့ညနေအတွက်ကျွန်တော်ပတ်တီးတွေပါဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ပတ်တီးရဒီနေ့ညနေအတွက်ကိုကျွန်တော်3ပတ်တီးနောက်3ပတ်တီးနဲ့ပတ်သက်ပြီးကျွန်တော်တို့ main လေးတွေထပ်မှန်ပြီးရွေးချယ်ပေးကြပြီဗျာနော်3ပတ်တည်းရဲ့အကြောင်း main 3ဘက်ကဘာလေးတွေဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့3လေး3လေးရဲ့ပြီးလို့ရှိရင်ကျွန်တော်တို့3ကို3လေး3ကို3လေး3ကိုပြီးလို့ရှိရင်ကျွန်တော်30နဲ့မှ530နဲ့မှ5 3ပတ်တည်းရဲ့ကျွန်တော် main 3ဘက်နောက်3လေး3ကို3 5နော်ပရိတ်တရားကျွန်တော်ဗာလေးရှိမလဲဆိုပရိတ်ကကျွန်တော်တို့ပရိတ်ကဗာရှိမလဲဆိုရင်ဒီနေ့ညနေမှာ3လုံး3ပတ်တီ3ပရိတ်နဲ့ကိုကျွန်တော်ပရိတ်က3ပရိတ်တစ်လုံးဖြည့်နေတဲ့ကြောင်းကျွန်တော်တို့တကွက်ကောင်းဒီကျွန်တော်တို့အားလုံးပဲအကြိုက်တူတဲ့ကိုရီမှရှင်အမားအမှန်ကိုလက်နဲ့ခံနိုင်ပြီဆိုရင်လာပြီးယူ3ပါနော်တကွက်ကောင်းတဲ့ညနေမှာကျွန်တော်တို့30တကွက်ကောင်းရှိပါတယ်နော်3ပတ်တီကိုဘာဖြစ်လဲဆိုတော့ကျွန်တော်3ပတ်တီကို3ပရိတ်တစ်လုံးနဲ့ဖြစ်နေတဲ့အတွက်ကြောင့်လို့ပါနော်3ပတ်တီကိုကျွန်တော်3ပရိတ်တစ်လုံးနဲ့ကျွန်တော်30တစ်ခွက်ကောင်းအကြိုက်လို့ရင်အားလုံးပဲယူကစားနိုင်ပါတစ်ခွက်ကောင်းဖြစ်နေတဲ့အတွက်ကြောင့်လို့ကျွန်တော်တို့အားကစားပေးပါနော်ကြအားလုံးပဲဒီဗီဒီယိုကိုကြည့်ရှုကြတဲ့အကူတွေမှအများကျန်တဲ့ဆိုလို့ရှိရင်ကျွန်တော်တို့နော်ဒီ channel လေးကျွန်တော်တို့အောင်ကျော် channel လေးဒီကျွန်တော်အသစ်ဖွင့်တာဖြစ်တဲ့ကြောင့်လို့လူသစ်လူဟောင်းလေးတွေတော့ဒါတွေးဆုံးဝင်တော့နည်းနည်းဝယ်ပေါ့နော်အဲ့ဒီကကြောင့်ကျွန်တော်လူတစ်လူဟောင်းနေအားလုံးပဲပြန်လဲတွေးရှိအောင်ကျွန်တော်မျှဝေလို့ရတဲ့နေရာတွေမှာမျှဝေပါနော်တောင်းတင်နေရလိမ့်မယ်နော်မျှဝေလို့ရတဲ့နေရာမှာမျှဝေပေးခဲ့ပါကဲအားလုံးပဲအောင်မြင်မှုတွေရရှိပါသေးဗျာနော်ကဲဒီနေ့ညနေအတွက်ကျွန်တော်တို့ထပ်မှန်ပြီးတော့ပတ်တီးတစ်လုံးနဲ့ခွန်တိတ်တစ်လုံးနော်ထပ်မှန်ပြီးတော့တင်ပေးခဲ့ခြင်းဖြစ်ပါတယ်နော်မျှဝေပေးခဲ့ခြင်းဖြစ်ပါတယ်အကြိုက်တွင်အားလုံးပဲယူသုံးနိုင်ပါတယ်ဗျာနော်ကဲအားလုံးပဲတက်တာပါအောင်မြင်ကြပါစေဒီနေ့4ရက်6လ2025ကြာသပတေးနေ့ညနေ4:30အတွက်3လုံး3ပရိတ်နဲ့ကျွန်တော်30တစ်ခွက်ကောင်းကစားနိုင်ပါတယ်နော်ကဲအားလုံးပဲတက်တာပါအောင်မြင်ကြပါစေဗျာနော်